အဲ့တော့နှစ်ကျိတ်ရှိစုအားလုံးဘယ်နှစုလဲအော်ရှစ်စုရှိလို့နှစ်ကျိတ်ရှိစုအဲ့လိုလားဟာမိုက်တယ်နော်ရှစ်စုရှိလို့လေနှစ်ကျိတ်ရှစ်စုလေအာဒီကခိုက်တွေကသမိုင်းရောက်ရှင်းပြမိုက်တယ်တောင်းတယ်ဒီပြဘသူတဲထားတယ်ဟမ်ဘာသူတဲတာလေအော်လေးလန်ဆိုတဲ့လူကတဲတာဟာမိုက်ပြန်ပြီကွာဒီတော်သေးတာပေါ့ပယံဆရာတဲတယ်လို့မပြောလို့လေးလန်ဆွဲတဲ့လူတဲတာတဲ့ဒီဖေကိုလေးလန်ဘသူဆွဲတာတဲ့တိတယ်မပြောချင်လို့ပြောရင်မကောင်းဘူးဟုတ်တယ်ဒီကဘာမေတင်ဘတ်လောမေတင်ရာညာရရဲ့အလာနဲ့သစ္စာကိုခွဲဖွေရှာမောကြတယ်တကယ်မမောပန်းတဲ့ရန်ကိုခွဲပြောပြမယ်ကိုထားတဲ့ဝင်ချမတဲ့တကယ်ပဲအလားရှိတယ်စုံမြိုင်ကြည့်ကနေကြည့်တွေ့စားရတွေ့တဘာဝရဲ့အလားတွေထုံကြည့်တဲ့ပြန်နေတကယ်လားရဲ့မူဟန်ကိုခွဲတွေ့ရနေကြည့်ွယ်ကဘာတန်းစားမိခဲ့မျိုးပုံပဲရှိရဲ့ဒီွယ်ဟုတ်လားစုံမြိုင်ခြင်းကနေခြင်းကတွေ့ရစားပြတွေ့တဘာဝရဲ့အလားတွေထုံကြည့်တဲ့ညနေတကယ်လားရဲ့မူဟာကိုခွဲတွေ့ရငယ်ကြည့်ွယ်ကဘာတန်းစားမိခဲ့မျိုးပုံမကြည့်ဒီွယ်ဒီပုံဒါဒီဆက်တော့သွားတော့အထက်ဆက်တော့ရမှာရှိတယ်ကလေးလေးတွေမှာကလေးလေးတွေကဘုရားသမိုင်းကြောင့်ဒီခြားလေးရှင်းပြပေးပါတယ်နော်ဘုရားကနှစ်ကျိတ်ရှိစုဘုရားတဲ့ဘာလို့နှစ်ကျိတ်ရှိစုလို့ခေါ်တော့ရှစ်စုရှိလို့တဲ့အစုရှစ်စုရှိလို့တဲ့ဘယ်သူတည်တာလဲဆိုတော့ကန်ထိုက်သမားကတည်ထားတာတဲ့ဟုတ်လားဟုတ်တယ်အားလုံးတက်တာပါနောက်တစ်ခါလိုက်ဆောင်ရမယ်နော်နာမည်လေးမိတ်ဆက်ပေးဦးဘယ်သူလေးလဲတော့ဒီပါလေးမှာအဲ့ကောင်နာမည်ဘာလေးပြောဟမ်အောင်ကြောဘောလုံးသမားနဲ့ဟာမိုက်တယ်အောင်ကြောနောက်ကဟမ်အေးရတော့ပြောတာမှာဘူးလေငါအဝတိန်းထေးရနာမည်ကြီးနာမည်ကြီးကဘာလဲနာမည်ကြီးအဝဘာလဲဒီရလင်းဟောဒီရလင်းနဲ့โอเคဒီကလေးလေးတို့မှတ်ထားနော်တိလာကြော်ညာတွေပဲခေါ်ရိုက်ချင်ရိုက်လို့ရအောင်ကဲအားလုံးတက်တာနောက်တစ်ခါဆုံကြမယ်